မင်္ဂလာပါအမတို့ရေဈေးထဲရောက်လို့ရှာတိုင်းလေမယန်းသည့်အစိမ်းလေးတွေကတဖြည်းဖြည်းနဲ့ရှားလာတယ်မယန်းသည့်အစိမ်းလေးတွေတုံးတော့မယ်ရာသီကုန်းတော့မယ်ပေါ့နော်ဈေးထဲမှာအမှဲ့လေးတွေပဲတွေ့နေရတာလေအဲ့ဒါကြောင့်ရာသီမကုန်းခင်မှာတော့အမီတုတ်စားရမယ်ဆိုပြီးတော့မယန်းသည့်အစိမ်းတပိတ်သားဝယ်ခဲ့တယ်မယန်းသည့်လေးတွေကိုလေအစစ်လေးဆင်အောင်လို့ရေလေးတခြားစေထချမ်းချမ်းအစစ်ထုတ်အရာပေးပြီးတော့ထုံးရည်ကြီးလေးနဲ့စိန်ထားလိုက်တယ်နော်ညီမကတော့3နာရီခွဲစိန်ခဲ့ပါတယ်ထုံးရည်ကြီးလေးစိန်တာအချိန်3နာရီခွဲလောက်ကြာပြီးတော့မယန်းသီးလေးတွေကကျွတ်ကလေးဖြစ်လာတဲ့အချိန်မှာညီမကထုံးရည်ကြီးတွေကနေဆဲပြီးတော့ရေစင်အောင်3တက်လောက်စီးတယ်နော်ရေဆေးပြီးတာနဲ့တခါတည်းစိန်မဲ့ဘူးတွေကိုထည့်လိုက်ပါတယ်ပြီးရင်ကျမပါဝါတကြားနဲ့စိန်မှာဆိုတော့လေဈေးရဝယ်လာတဲ့ဒီ900ရန်ပါဝါတကြားလေးတစ်ထုပ်ကိုသုံးပါတယ်တစ်ထုပ်ကိုရေဖြော်မယ်ပေါ့နော်ပါဝါတကြားလေးတွေပျော်သွားအောင်ရေလေးထဲမှာတခြားလေးမှွေပေးပြီးတော့ပျော်သွားပြီဆိုတာနဲ့ဆော့ဆော့ကမယန်းသီးစိန်ဖို့ထည့်ထားတဲ့ဘူးထဲကိုတခါတည်းလောင်းထည့်လိုက်ပါမယ်ဒီမယန်းသီးဘူးလေးကိုကျမရေခဲတစ်တာရဲ့အောက်ဖက်အရန်မခဲတဲ့အခန်းထဲမှာ3ရက်ထားခဲ့ပါတယ်ရှင်ဒါကတော့3ရက်မြောက်နေ့ကျမတုတ်စားဖို့ထုတ်ခဲ့တဲ့ဘူးရဲ့အခြေအနေလေးပါအယောင်လေးအနှဲငယ်နွမ်းသွားပြီမဲ့လေကျွတ်ဆက်ပြီးတော့အရသာလေးကလည်းဒီအတိုင်းတောင်စားလို့ရနေတယ်စားလို့ကောင်းနေတယ်ဆိုတာတွေ့ရပါတယ်ကဲမယန်းသီးတုတ်ကလေးရပါပြီကျမကဒီမယန်းသီးတုတ်ကလေးကိုလေငပြာရည်လေးနည်းနည်းလေးစားလေးနည်းနည်းအချုံမှုန်လေးနည်းနည်းပြီးရင်ငရုတ်သီးအလှော်မှုန်နဲ့ပဇွန်ကြောက်အမှုန်လေးတွေကိုထည့်ပြီးတော့တုတ်ထားပါတယ်ရှင်ချင်းစမ်းမှုေးပြီးအရသာလေးလည်းကျွတ်နေတော့လေအရန်စားလို့ကောင်းပါတယ်အမားတို့လည်းမယန်းသီးအစိမ်းမတုံးခင်လေးတုတ်စားကြည့်ကြအောင်နော်